ခုကျွန်တော်ရောက်နေတာ Marina area ဖြစ်ပါတယ်။အော်ဒူဘိုင်းမှာဗျာသူကသူ့နေရာနဲ့သူရှိကြတယ်ပေါ့နော်။ဥပမာဆိုရင် Marina area ရှိရယ် JBR area ရှိရယ် Palm area သူကနဲ့သူပြီးရင်အဲ့မှာBurj Khalifa area Business Bay area သူတိုက်တယ်ဒီ Marina ကတော့ကျွန်တော်ဟိုဟာတွေ့ကြရအရမ်းမြင့်တယ်ဒီတိုက်တွေကတကယ်ကိုပလန်ကက်ဆန်နာဒီနီးကိုအဲ့လောက်အမြင့်ကြီးသူတို့စောက်ထားနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မြေတွေကတအားနှူးတဲ့နေရာကြီးတော်တာပေါ့ architect တွေကျွန်တော်ဒါကိုပြပါမယ်ဘယ်လောက်ထိမော့ကြည့်ရအဲ့မှာဗျာ90 degree ဖြစ်သွားပြီကျွန်တော်ကင်မရာရိုက်ရတာအဲ့လိုမျိုး90 degree ကျွန်တော်ကင်မရာကိုမော့တင်ထားဆောက်ရမြင့်ချက်ကဟုတ်ကဲ့ဒါဒူဘိုင်းရဲ့လက်ရှိအနေထားပါအခုလက်ရှိဒူဘိုင်းမြို့ရဲ့မရီနာရက်ကွက်အနေထားပါဒီသွားလူလာတော့မြင်တဲ့အတိုင်းပဲကျွန်တော်တို့ area ကတော့တော့စီစီကားကမဟုတ်ဘူးသူတို့ကတော့ maybe ကားပေါ်မှာအိမ်ထဲမှာတော့ရှိကောင်းရှိမယ်နည်းနည်း gap ဖြစ်တယ်ကျွန်တော်တို့ဒီ area ဆိုတဲ့နေရာမျိုးကျွန်တော်ဘာကြောင့်ပြောရလဲဆိုတော့ဟွာတော့ဒီမှာတော့မြင်တဲ့အတိုင်းပဲလူရန်လူသိမ့်မမြင်အောင်လူတွေသိမ့်မမြင်Come on, 5 hotel. Camera တော့မျက်စိလေတယ်ဟိုအပေါ်ကိုရိုက်ပြမလို့အောက်ကိုရိုက်ပြမလို့သူက Gibble ဆိုတော့သူကခေါင်းကလဲ့တယ်ကဲအပေါ်ကြည့်ကွာအပေါ်ကြည့်အဲ့မှာ5โอเคအခုလက်ရှိဒူဘိုင်းအနေထားမှာ Marina area အနေထားဖြစ်ပါတယ်ဒါကျွန်တော် area ကနေပြီးဒီဘက်ကိုလာရင်းနဲ့ရိုက်ပြီးတော့ပြင်ဆက်ထားတာပါဒီဘက် area ကျွန်တော်တို့ဟိုဘက်နဲ့ကွာသွားတာကစပိန်နေအနောက်တိုင်းသားတွေစပိန်နေပါတယ်ဘောတော့နေထိုင်ကြတယ်ပေါ့ဒီမှာအဲ့လိုမျိုးဒူဘိုင်းကတော့ကျွန်တော်ထုံးစံတိုင်းပေါ့ဗျာအာရှတိုက်သားပြီးErica ပဲကျွန်တော်ကြိုက်ပါတယ်ဒါတော့အကြိုက်တစ်မျိုးစီပေါ့ကျွန်တော်တန်းနဲ့ချီပြီးလာပေးလဲErica မှာပဲနေပါမယ်ဟုတ်ကဲ့ကျွန်တော်အနေကြီးကွင်းကြိုက်ကြမနေနိုင်ဘူးဒါကသူ့တဘာဝနဲ့သူပေါ့နော်ကိုလည်းကို့တဘာဝနဲ့ကို Asia ဒီကောင်5 hotel ဒါဒုတိယ hotel 5ဒီနော်က5ကဟိုပန်းMoving pip. Sorry ပါခေါင်းမှုသွားရင် sorry ကျွန်တော်နည်းနည်းလေး Gibble ကနည်းနည်းလှည့်ပြီးညင်လေးပါ